ဒီမေးဖြစ်နေတာသုံးပေါ်နေဖြစ်တယ်။ဒါမှမဟုတ်ဒီအားကိုပြီးတော့လောက်ကင်စားတော့လေဒီရေးကြီးတဲ့ကဘယ်မှအလုံးမရှိတော့ဒုက္ခရောက်တာတကယ်တော့သုံးပေါ်လို့ရောက်တယ်။ကျွန်တော်ပြောနေတာကြတော့ဗျာဒီမှာတကယ်ဒါမတို့ခံစားချက်ကိုပြောပြလိုက်ဒီမှာသူတို့တခါလေမီဒီယာပါတဲ့အတွက်လေဟုတ်ပါတယ်ပထမတည်းတော့လည်းကျွန်တော်တို့နေရမမြုပ်ပါဘူးသူကရေတော့မမြုပ်ဘူးဒါပေမဲ့တကယ်ဒုက္ခခံနေရတယ်အလူရှင်ကဒီကိုကြော်သွားတယ်ဟုတ်တယ်ပါမြုပ်တယ်ဒါဒီမှာမြုပ်တာနားနေပိတ်နေတယ်လေပိတ်တယ်ပိတ်တော့ဒီမှာအလူချင်းမရောက်ဘူးဟိုတစ်တော့မှာလားပြေတော့မှာပြေတော့ကျွန်တော်အဲ့ဒါတိတ်မသုံးပြီးတော့ကျွန်တော်ရဲ့အမေကသူကပြန်ပြောတော့ဒီကိုအဓိကထားလူပေးပါဟုတ်ပါဒါမှအဲ့လိုအကူကြီးတော့အချင်းကြီးပါတော့သူတို့လာပြီးတော့လက်လေးရောက်လူပေးတယ်တော့ကိုနေမေရောကျွန်တော်ကဒါရွှေမောင်းတော်ကြီးမထားတယ်ဒီမှာလည်းရွှေမောင်းတော်ကျွန်တော်တို့ရဲ့ဟိုကလည်းပါတာပေါ့နော်ပြီးတော့ဒီအထူးအားဖြင့်တော့ကျွန်တော်တို့လိုက်ပြီးတော့နောက်ကနေပါရမီပြည့်ပြီးတော့ကိုနေသားသမီးတွေကိုကျေးဇူးတင်ပါတယ်ခုလိုတော့လာပြီးတော့နော်လူတွေနဲ့အတွက်ကိုဒီမှာလေကိုပြောမြင်မအောင်နဲ့ကိုနေမီကိုလည်းကျေးဇူးတင်ကိုပြောမြင်အောင်နဲ့ကိုနေမီကိုနောက်ကလည်းပြန်ဖို့ပေးတယ်အားနဲ့လူရှင်တွေကိုလည်းကျမတို့ကျေးဇူးပြန်တင်ပါတယ်ဟုတ်ပြီပြီးသားပါလို့ဗျာဒီကဘာရွာလဲကင်းကြီးငူရောပါခင်ဗျာကင်းကြီးငူရောပါခင်ဗျာ